နာမည်ကတော့ဦးတန်းထုံးပါဗျကျွန်တော် CB ဘဏ်ကိုအသုံးပြုတာကတော့လွန်ခဲ့တဲ့10စုနှစ်တခုတည်းက CB ဘဏ်နဲ့ကျွန်တော်လက်တွဲပြီးယုံကြည်စွာနဲ့ကျွန်တော်တောက်လျှောက်အသုံးပြုခဲ့ပါတယ် CB ဘဏ်ဝန်ဆောင်မှုပုံမှာတော့ကျွန်တော်တို့ပေါ့နော်လက်ရှိ Pre-State Banking ကို CB ဘဏ်ကဟိုးရခင်စကတည်းကကျွန်တော်တို့ဒီကတ်ထုတ်ပေးပြီးတော့ကျွန်တော်တို့စတင်ခဲ့ပါတယ်ကတ်နဲ့စတင်ခဲ့တဲ့ CB ဘဏ်ရဲ့ Pre-State Banking ဝန်ဆောင်မှုအပိုင်းပေါ်မှာကျွန်တော်တို့သတိထားမိခဲ့တယ်ပေါ့နော်သတိထားမိတဲ့နောက်ပိုင်းမှာတော့ဒီ Pre-State Banking ကိုနောက်ပိုင်းမှာ application အရာပေါ့လေကျွန်တော်တို့ဒီဆောင်ရွက်လာတာလည်းမျိုးလေးရှိပါတယ်အဲ့တော့ဆောင်ရွက်ချက်တွေထဲမှာတော့ကျွန်တော်တွေ့မြင်တာလေးရာဘာတွေပါလာလဲဆိုတဲ့အခါကျတော့လက်ရှိကျွန်တော်တို့ဒီ meeting room တွေသုံးစွဲခွင့်ရှိတာတွေနောက်ပြီးတော့ fast track ကျွန်တော်တို့သုံးစွဲခွင့်ရှိတာတွေပြီးတော့ limousine service သုံးစွဲခွင့်ရှိတာတွေကျွန်တော်ဒါသဘောကျပါတယ်နောက်ပြီးတော့ဝန်ဆောင်မှုအပိုင်းအနေနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီဥစ္စာ manager တွေပေါ့ဗျာ RN တွေကကျွန်တော်တက်နိုင်တဲ့လောက်ကျွန်တော်တို့ငွေထုတ်ငွေသွင်းဝန်ဆောင်မှုအပိုင်းတွေကိုလည်းအဆင်ပြေအောင်ဆောင်ရွက်ပေးနေတာလေးတွေ့ပါတယ်။နောက်ပြီးဘဏ်ပိုင်းအနေနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီ Pre-State Banking ဆိုရင်ကျွန်တော်လှမ်းပြောထားတဲ့အခါမှာဦးစားပေးဆောင်ရွက်တာမျိုးလေးလည်းကျွန်တော်တို့တွေ့ရပါတယ်ဗျ။ဒီအတွက်ဒီဘဏ်ရဲ့ဝန်ဆောင်မှုအပိုင်းတွေမှာတော့ဒါတွေကကျွန်တော်တို့ပြောစရာမလိုတဲ့အစိပ်ပိုင်းကိုကျွန်တော်တည်ထားတယ်နားလည်ထားတယ်လို့ပဲပြောပြသေးဗျ။ CB ဘဏ်ကိုသုံးစွဲတဲ့ကာလမှာတော့ကျွန်တော်10စုနှစ်တခုဆောင်းတာကျွန်တော်စပြောတဲ့နေရာမှာပါသွားပါပြီ။10စုနှစ်တခုကျွန်တော်သုံးစွဲခဲ့တာဖြစ်တဲ့အတွက်CB ဘဏ်ရဲ့ဝန်ဆောင်မှုအပိုင်းအနေနဲ့တော့ကျွန်တော်ဒါသဘောကျနှစ်ချိုက်တယ်လို့ကျွန်တော်သတ်မှတ်လို့ရပါတယ်။နောက်တစ်ခုကကြတော့ဖြစ်ဆွပြောချင်တာလေးတွေကကြတော့လက်ရှိအခြေအနေကအာသာဘဏ်အနေနဲ့လည်းကျွန်တော်တို့ဒါဝန်ဆောင်မှုတွေပေးနေတာတွေများတာဖြစ်တဲ့အတွက်မို့လို့ဒီအာသာဘဏ်နေနဲ့ need to ပေါ့နော် CB ဘဏ်အနေနဲ့လည်း Pre-State Banking တွေမှာကျွန်တော်တို့ဒါဖြစ်ဆွလာတာလေးတွေ့တဲ့အတွက်ကျွန်တော်အနေနဲ့နှစ်သက်သဘောကျပါတယ်။အကောင်းမွန်တဲ့ဝန်ဆောင်မှုလေးတွေပေးတာကိုလည်းကျွန်တော်ဒါကျင့်တတ်ပါတယ်။နောက်တစ်ခုကကြတော့ဘဏ်အနေနဲ့လက်ရှိကျွန်တော်တို့ပေါ့နော်ဒီလှုပ်ဆောင်နေတဲ့အစိပ်ပိုင်းတွေပါလေကျွန်တော်အနေနဲ့ကတော့ဒါသဘောကျတဲ့အတွက်10စုနှစ်တခုကျွန်တော်လက်တွဲခဲ့တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဒီလက်တွဲခဲ့တဲ့ဟာတွေပေါ်မှာလည်းနောက်ဆက်တွဲလဲကျွန်တော်ဆက်ပြီးတော့ CB ဘဏ်နဲ့ကျွန်တော်လက်တွဲဖို့အတွက်ကျွန်တော်စဉ်းစားထားပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော် CB ဘဏ်နဲ့အတူတွဲသွားဖို့လည်းရှိပါတယ်အခြားတော့ CB ဘဏ်ရဲ့ဝန်ဆောင်မှုပိုင်းပေါ်မှာကျွန်တော်ကျင့်တတ်မှုရှိတဲ့အတွက်အများကြီးကျွန်တော်CB ဘဏ်ကိုတော့ကျွန်တော်အကြံပြုဖြည့်ဆွဲစရာတွေတော့တိတ်များများမရှိပါဘူးခင်ဗျာကျေးဇူးပါကျွန်တော်တာမွေးရနေလာတာပါခင်ဗျာဝေလာသွင်းတာပါခင်ဗျာဟုတ်သိချင်တာမရှိပါဘူးအများဖန်နဲ့ဆိုင်ဒီမှာနည်းနည်းလေးပို့ပြီးတော့မြန်နေပေါ့နော်ဟုတ်အဲ့ဒါကြောင့်မဟုတ်ကျေးဇူးပါမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ဦးအောင်နိုင်ထုံးပါခင်ဗျာကျွန်တော်ပဇွန်တောင်ရေကျော်ရပါခင်ဗျာအများကြီးဆင်ပြေပါတာခင်ဗျာဟုတ်ကဲ့ကိုလိုတဲ့ရှင်ကြိုက်တဲ့လိုလာထုတ်လို့ရပါတယ်မင်္ဂလာပါရှင်တင်နီလာဝင်းမှာဘိုးထောင်မြို့နယ်ကုန်းတယ်လမ်းရပါဘဏ်ဝန်ဆောင်မှုကတော့အဆင်ပြေပါတယ်ငွေမောင်းကြီးတဲ့သူတွေကိုသူတို့ကကောင်တာတီးတန့်ခွဲပေးထားတာဖြစ်တဲ့အတွက်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့ရအတွက်တော့ကျေနပ်မှုရှိပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်